Google Play တွေအားလုံးပဲမင်္ဂလာပါကျွန်တော်အခု Pizza Hut ကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်ဘာလာစားရလဲဆိုတော့ menu အသစ်သူတို့မှာအခုထွက်ထားတယ်ပေါ့နော်9000ကျပ်တိုင်းနဲ့စားလို့ရတဲ့ Pizza Bite ဆိုတဲ့ menu ပါ flavor အနေနဲ့ဆိုလည်းသူက၄မျိုးရှိရပေါ့နော် original cheese barbecue chicken bacon supreme ham and cheese ဆိုပြီးတော့အရသာ၄မျိုးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံခြားမှာဆိုရင် pizza cupcake လို့လည်းကျွန်တော်ပြောကြရတယ်ပေါ့နော် pizza cupcake ဆိုပြီးတော့သုံးတယ်ပေါ့အဲ့ဒီပုံစံမျိုးလေးပေါ့နော်ဈေးဆိုရင်လည်းသူကတစ်ခုချင်းဆိုရင်9000နှစ်ခုဆိုရင်9000၄ခုဆိုရင်16900အများဆုံးမယ်ဆိုရင်ပိုတန်တယ်ပေါ့နော်ကျွန်တော်ဒီနေ့နီးစပ်မှာဖြစ်တဲ့အတွက်ကျွန်တော်၄ခုမှာထားတယ်ပေါ့နော်ဘယ်လိုအရသာရှိလဲဆိုတော့စားကြည့်ပါမယ်တောင်းနေပြီပေါ့နော်ပူပူနွေးနွေးလေးပါအရန်လဲမွေးတယ်အရန်လဲစားချင်စရာလေးဖြစ်နေရယ် barbecue chicken မှာကျွန်တော်လက်ဆေးထားတယ်လက်နဲ့ပဲစားမယ် mozzarella cheese မြင်ရတယ်ပေါ့နော်ဒီမှာဆိုလဲဆွဲလိုက်တာနဲ့ပါလာရော cheers ဘေးကပြင်မိုင်း crust ကကျွတ်လေးပေါ့နော်ပြီးတော့ဒိုးသားအရန်မွေးတယ်ပေါ့နော် pizza ရဲ့ဒီနဲ့သူ့ရဲ့ဒီဒိုးသားပေါ့နော်ပုံမှန်ကျွန်တော်တို့ pizza hut စားနေကြဆိုတော့ဒိုးသားအပွေးတယ်ပြင်မိုင်း crust ကကျွတ်ရတယ်စသားလေးတွေကနူးညံ့တယ် mozzarella cheese ဆိုတော့စင်းစင်းကလေးနဲ့တင်းနှစ်ပြီးတော့တကယ်စားကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒါ American barbecue chicken ဆိုရင် barbecue sauce တော့ကျွန်တော်မတွေ့ဘူးပေါ့နော် pepper sauce ကျေးဇူးရမ်းတင်တယ် pepper sauce ပေးရတော့ပိုကောင်းသွားတယ်အချင်းတက်လေးပါနည်းနည်းပိုရအောင် chicken bites ဒါကလည်းသူ့ဆိုင်မှာ menu အသစ်လို့တော့ကျွန်တော်သိထားတယ်ပေါ့နော်အယိုးလွတ်ပေါ့နော်အယိုးလွတ်ချက်သားသုံးပေါ့11900ပေးရတယ်နော်ဒီတစ်ပွဲကိုဒီကောင်းနဲ့ရတယ်ပြီးတော့မွေးလည်းမွေးပေါ့နော်လို့မွေးလေးနဲ့ချိုချိုလေးဗျာလို့ barbecue အမှုန့်လိုမျိုးပေါ့အဲ့လိုလေးပါတယ်ချက်သားအရင်နူးညံ့တယ်နှေးလည်းမွေးတယ်စားကောင်းတယ်ပေါ့နော်ကလေးတွေဆိုရင်တော်တော်ကြိုက်လို့တယ်ရီထောင်းတော့မဖဲ့ပြတော့အရင်ကြိုက်လိုက်မှာနော်ဘေကွန်ဆိုရင်လည်းဘေကွန်တကယ်အစ်စ်ပေါ့နော်အရသာပြေပြေဝဝရတယ်နော် smoky ဖြစ်တဲ့ဟာပြီးရင်စီရထွက်တဲ့အစီလေးတွေပေါ့နော် juicy ဖြစ်ပြီးတော့အထဲက cheese နဲ့ပေါင်းစပ်ပြီးတော့ဒီကောင်ကကျတော့ oregano flake လေးတွေထဲမှာပါတယ်ဒီကောင်ကတော့ကျွန်တော်ကြိုက်တယ်pizza တို့ burger တို့အဲ့လို fast food တွေနေရတော့အလိုက်ဖတ်ဆုံးပေါ့နော်ကျွန်တော်ဒါကတော့ cheese ကြီးပဲလို့အထင်တယ်သူရဲ့ crust ကပြင်ပိုင်းရဲ့ကျွတ်လေးပေါ့နော်အောက်ပိုင်းရဲ့အီလေးဒီကောင်ကျတော့ cheese အရသာကိုပြည့်ပြည့်ဝဝရတယ်နော်ပြည့်ပြည့်နေနေရတယ် cheese အရသာပြည့်ပြည့်ဝဝစားနေတယ်လို့ဆိုတော့ဒါလေးကအဆင်ပြေပဲကျွန်တော်မှတော့ဒါကိုစိတ်ဝင်စားလဲဆိုတော့ကျွန်တော်ရင်က COVID ကာလတော့ကျွန်တော် pizza cupcake ကျွန်တော်လုပ်ပြီးတော့ရောင်းဖို့ရတယ်အားကြောင့်ဒီ pizza အပြည့်ထွက်တယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားခြင်းတော့စိတ်ဝင်စားမှာပေါ့နော်ဒါပေမဲ့ pizza cupcake ဖြစ်နေလို့ကျွန်တော်လာပြီးတော့မီးစမ်းတာပေါ့နော်ကျွန်တော်နောက်ထပ်သဘောကျတာတစ်ခုရှိရဲသူ့ရဲ့ထုတ်ပိုးမှုပေါ့နော်ဒီဟာလေးခံပေးထားတဲ့အတွက်ကျွန်တော်တို့ဒါမခံတော့ဆိုရင်ဆောင်းရမှာရွက်ပါမယ်နော်ဒီလိုမျိုးလေးပါသူကလှုပ်ထားတာဖြစ်တဲ့အတွက်အဝင်ဝင်ကြပါတော့နော်ဒီလိုမဖိတ်တော့မရိုင်ဝါတော့ဘူးနော်ကြက်ချင်းဒီလိုအန်ကွက်လို့ပေးထားတာလေးလည်းသဘောကျရပါတော့ ham and cheese okay ham နှစ်ခုလောက်ကိုသူအမှထပ်ထားရအောင်နော်တော့စားလို့ဘဝသေးတယ်။ဝါသေးတဲ့တော့ကျွန်တော် coffee နဲ့ subway လိုမျိုးလေး sandwich ပေါ့တခုတွေ့ရတာလေးမှာပြီးတော့ထပ်စားမှာပေါ့နော်။
ကျွန်တော်ဘိုင်းမွားသေးလို့ပေါ့နော်ဒါကိုထပ်မှာထားရ perfect sandwich ခုံခုံဆိုရဲဟာပေါ့နော်ကျွန်တော်ကပတ်စံချိန်တော့ကောင်တာမှာတွေ့ရအရင်စိတ်ဝင်စားရအောင်နော်ဒီကောင်ရှိလို့ရှိမှန်းတော့ကျွန်တော်မသိဘူးတော့ဘာလဲဆိုတော့ baguette ဆိုရဲကျွန်တော်တို့ပြင်ပပါမပေါ့နော် sandwich လုပ်ထားတာအဝေးထားတယ်တော့ပြန်တော့၄မျိုးရှိတယ်ဒါတော့ဘေကွန်နဲ့ပေါ့နော်ကျွန်တော်ဘေကွန်ရမ်းကြိုက်တာဆိုတော့ကျွန်တော်ဘေကွန်နဲ့မှာထားတယ်တခြားတော့ပြင်နေတော့ကျွန်တော်ရိုးပြမနေတော့မျိုးစား၄မျိုးရှိတယ်ပေါ့နော်ဒါ pizza hut မှာရတယ်ဒီဆိုရင်ဆန်ရွက်ရှိဘာဂါတွေကလည်းလူလုံးစားမှအရသာပူပေါ်တာပေါ့နော်ပူပူလေးဆိုတော့အရန်ရတာရှိတယ်ဂျုံရဲ့အနက် flavor အထက်က cheese ရဲ့အရသာတွေအကုန်လုံးပြည့်ပြည့်ဝဝခံစားရတယ်ဟာmozzarella cheese ဘေကွန်ရဲ့အစီလေးပမုတ်ရဲ့ကျွတ်ရွမှုဒီဇာဟက်က promotion တွေလည်းတော်တော်များလုပ်လာတယ် menu တွေလည်းဖွင့်လာတယ်အရသာလည်းဂျားထဲမှာနည်းနည်းမကောင်းဘူးပေါ့နော်ဖြစ်ချင်လို့ဖြစ်ချင်တယ်မသိဘူးဒါပေမဲ့အခုတော်တော်ကောင်းလာတယ် quality ကောင်းလာတယ်လို့ပြောလို့ရတယ် coffee မတောင်းရင်မနေနိုင်ဘူးနော်coffee အောင်နှံ့ coffee ပေါ့နော်နှံ့ coffee ငွေငွေလေးပေါ့အရင်တော့မထူကြအောင်ဘာမှမထူကြအောင်ဒီရဲ့ဈေးနှုန်းကိုကျွန်တော်ကြည့်ကြည့်အောင်ဒီ coffee က2300တဲ့အဲ့တော့မစိုးဘူးညာကျွန်တော်တို့ဥမာ coffee ရမ်းတောင်းချင်တဲ့အချိန်ပေါ့နော်တဖိတ်ဆိုင်တွေပါတွေတွားရကျွန်တော်အမှကြဲကြဲကြီးတောင်းအောင်ကျွန်တော်လိုးစီနဲ့တောင်းအောင်ဒီစားထဲမှာဘယ်လို coffee ဝယ်ပြီးတော့လည်းတောက်လို့ရတာပဲ2300နဲ့89ကျပ် green တော့ရှင်းသွားတာပေါ့ကျွန်တော်ပေါင်မို့တွေဒီဇိုင်းစားပြီးသွားပြီဆိုတော့ဒီ honest video မှာပြန်တွေ့ပါမယ်